Iti pito bhagava arahant Buddho Visa saranatambano tugato loka vidu Anuttaro puddhita dhamma tarati Tathati vamanuttanam Buddho bhagava O Bhagava Dushvi Bhono Dakhin Shino Mya Bhayati Idipi Imi Nasa Karanena Tathaungaya Kilitadu Vadana Dalito Ngwimya Mangwi Maye Win Paidu Shwe Sipyan Tin Lundan Shin Yue Mimi Pidu Jibyu Goyo Aludoma Buzogo Kando Mutai Do Ye Jang Jiao Le Arahan Hudo Gono Ji Pin An Chi Yue Magong Byama Bong Dai Aung Pian Lai Jo Jia Tin Xia Do Muba Bedi Daga To Bhagava Dushvi Bhono Dakhin Shino Mya Bhayati Idipi Imi Nasa Karanena Tabinya Aswabhagabhin Myadinkhara Vigara Ni Lakhana Pinya Nibbandahu Ngayatiya Nyiyadango Phawpyan Mashi Kudo Dain Tido Mudo Ye Jiao Jiao Le Tamatan Buddha Hudo Gono Ji Phin An Chi Yue Magong Byama Bong Dai Aung Pian Lai Jo Jia Tin Xia Do Muba Bedi Daga To Bhagava Dushvi Bhono Dakhin Shino Mya Bhayati Idipi Imi Nasa Karanena Tomba Shipa Namyo Abhin Hoda Pinya Nyavisa Nibbanada Amyayado Saikaya Phi Amantindi Ajin Sarana Sangawani Dagwa Odom Pizunno Mudo Ye Jiao Jiao Le Visa Sarana Tampano Visa Sarana Tampana Hudo Gono Ji Phin An Chi Yue Magong Byama Bong Dai Aung Pian Lai Jo Jia Tin Xia Do Muba Bedi Daga To Bhagava Dushvi Bhono Dakhin Shino Mya Bhayati Idipi Imi Nasa Karanena Dibingada Tucha Tanin Chido Yinma Mangin Tidi Bodhi Mandai Khanwa Pai Aung Segain Parami Songpi Nilaya Tongli Bawa Myatadai Tukha Sibwa Jindo Abhin Maima Ayu Misa Huga Samyu Dazi Makanyi Be Tadi Tambasi Mapya Shinlaya Tabi Nyan Do Ya Jiang Yo Yue Chua Do Muge Do Ye Jiang Jiao Le Tugada Hudo Gono Ji Phin An Chi Yue Magong Byama Bong Dai Aung Pian Lai Jo Jia Tin Xia Do Muba Bedi Daga To Bhagava Dushvi Bhono Dakhin Shino Mya Bhayati Idipi Imi Nasa Karanena Tadakaya Tinkharahu Loka Tombong Long Songo Ayong Tin Swa Pain Cha Ga Phin
ကောင်းစွာကုံစင်သိမြင်တော်မူသောရဲ့ကြောင့်ကြောင့်လေလောကဝိတုလောကဝိတုဟုသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနဆုံးမသိယံတတ္တဝမန္တော6တလင်း6မြောက်တံမြောက်၍အောက်အောက်ထကုံစင်စင်ဆုံးဖို့ဖုံဖုံသင်ပေးအစဉ်ဖိလျက်ရင်ကြည်လီအောင်သွေးဆောင်ဆုံးမတော်မူတတ်သောရဲ့ကြောင့်ကြောင့်လေအနုတ္တရောပုရိသဓမ္မတာရတိအနုတ္တရောပုရိသဓမ္မတာရတိဟုသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနတတ္တဝါဟောကုံသေးကြိုသည်ဘောလငေသနောက်ပါများကိုရေရှာဘိခကန္တာရမခေမမြေငူထုတ်ကဲယူသို့ထွတ်တူတစီခဲရင်ပြီသည်သာတိဇရမရဏဟုကန္တာရာကျံခရီလန့်မှာရွှေနမ်းမြေငူပြိနေဘူးသို့နတ်လူမြမတတ္တဝါကိုကောင်းစွာဆောင်ယူကဲတော်မူတတ်သောရဲ့ကြောင့်ကြောင့်လေတတ္ထာဒေဝမနုဿာနံတတ္ထာဒေဝမနုဿာနဟုသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနဒုက္ခသမုဒယနိရောဓနှင့်မဂ္ဂမိတာလေးသေးစာကိုဥစွာပိုင်ပိုင်သိမြင်နိုင်၍သုံးဆိုင်ဝေနေမြဘူးချီကိုမသွေအတူသိစီတော်မူနိုင်သောဤအကြောင်းကြောင့်လေဗုဒ္ဓဗုဒ္ဓဟူသောဂုဏ်တော်ကြီးဖြင့်ချီး၍မကုံမြမဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားသောဘဂဝါတုရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဣတိပိဣမိနာစကာရဏေနအနုမြူတပွဲပျောက်ကွယ်သိမ့်မွေမမြင်တွေ့အောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောအနိမာဘုံတော်စိတ်ဤအလားကောင်းကင်ဖြာ၌ပေါ်ပါလင်းမြန်းစံပြန်ကြွာသွားနိုင်သောလကိမဘုံတော်ကိုယ်တော်တန်တပုံဟံတိုင်းညမနိုင်အဘို့ကြီးမားလီအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမဘုံတော်စီတာကွယ်ကံမရှိပါပဲလိုရာတိုင်းပေါက်တခဏလောက်ဖြင့်ကြွရောက်နိုင်သောပတ္တိဘုံတော်အစင်းအတန်တန်ပုံတန်တန်ကိုစီမံဖန်တီးတခဏတိဖြင့်ဤစီနိုင်သောပါကမ္မဘုံတော်ကိုယ်တော်မြတ်ဤစိတ်ဓာတ်တော်မှစ၍မကျွင့်လူနတ်မင်းကို ကိုယ်တော်တန်တပုံဟံတိုင်းညမနိုင်အဘို့ကြီးမားလီအောင်ရုပ်ဆောင်ဖန်ဆင်းနိုင်သောမဟိမဘုံတော်
ပိုင်နှင့်အုပ်စုလွမ်းမိုးနိုင်သောဤတိတာဘုံတော်တမပတ်ဇံအဘိညာဉ်ကိုဝင်းစံလိုကတခဏချင်းပိုင်ဝင်စားနိုင်သောဝတိတဘုံတော်ကိစ္စတစ်ခုပြုစုတုံးပင်ပြီးဆုံးခြင်းသောဆောလျင်မသွေပြီးဆုံးစေနိုင်သောယထာကာမဝတ္တာယိတာဘုံတော်ရှေဘောအပြဤသို့အားဖြင့်ထင်ရှားလေးပြီးဣတရိယဘုံတော်ကိလေသာယံပေဖြတ်လံဖို့နိဗ္ဗာန်ဖို့မှကိုကြအပြလောကုတ္တရာတရားဟုသောဓမ္မဘုံတော်ဟုတ်တိုင်းမှန်စွာဖြစ်ပေါ်လာ၍ကမ္ဘာတိုင်ပေါင်းတောင်းလောကတပဲ့တင်ထမြနတ်သတ္တတင်ကြော်စောခြင်းဟုသောယတဘုံတော်ရွှေမျက်နှာတော်လက်ချီတော်မှစ၍မကျွင့်ပင်လုံးဝင်သည်ပန်းမင်းအနေကျက်တရေမင်္ဂလာစုဝေးကဖြင့်လွန်စွာတင့်တယ်တပ်ပဲတော်မူသောတိရိဘုံတော်အလိုတော်တိုင်းတောင်းတတိုင်းပင်မဆိုင်မတွာပြည်စီရသည့်ကာမဘုံတော်တလောကလုံးညွယုံကိုးစားအားထားဖို့ရာလွန်စွာကျိုးကိုအားထုတ်တော်မူသောပယတ္တဘုံတော်ဤ6ပေါ်ကုံဘုံတော်ဟုံးနှင့်ပြည့်စုံတော်မူသောဤအကြောင်းကြောင့်လေဘဂဝါဘဂဝါဟုသောဂုဏ်တော်ကြီးဖြင့်အံချီ၍မကုံဗြဟ္မဘုံတိုင်အောင်ပြန့်လိုင်းကြောကြထင်ရှားတော်မူပါပေသည်တကားဧဝံနဝဟိဂုဏိဟိလောကမိကိတ္တိဗျာပိတံအတုလံဓမ္မရာဇာနဝန္ဒာမိတိဟိတာဒရံဧဝံနဝဟိဂုဏိဟိဤအရဟတအစလာတိကိုးပြသောဂုဏ်တော်တို့ဖြင့်လောကမိဘဝဆုံးအောင်ဘုံသုံးဆောင်၌ကိတ္တိဗျာပိတံသိသိတုံခပဲ့တင်ထမြနတ်ဆက်ကျော်စောတော်မူထသောအတုလံသီလခေါင်းတိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတူလည်းရှိတော်မမူထသောဓမ္မရာဇာနံသုံးဘုံမကိုက်သုံးထိုက်တရဖူသုံးလူသင်္ကြဓမ္မရိထုတ္တရှင်တော်မြတ်ဖရာကိုတိဟိလက်အိုအင်ဇလီနှုတ်တန်းချီ၍ရွှင်ကြည်မနောသုံးပါသောဓဝရတို့ဖြင့်တာဒရံလိမြဲကြည်ညို့ရိုသေခြင်းရှိသည်ဖြစ်၍ဝန္ဒာမိဂုဏ်တော်ထုံမွန်းပုံတော်မှန်လျက်ချီးမွမ်းထောမနာပနာညိုကျိုးလက်ဆုံမှု၍ရှေခိုးကတော့ပါ၏ဖယားသောခါတောဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနိယိကောပိစဒံဝေတိတဘောဝိညူဟိဘဂဝါတော်သူရွှေဘုံတော်သခင်ရှင်တော်မြတ်ဖရာသည်ဓမ္မောမတ်ဖို့နိဗ္ဗာန်ဓမ္မခံဟုစေတံသောတရားတော်မြတ်ကို
သွားခါတော်ကြာနာယုံပင်အပူစင်၍ကျင့်လျင်ချမ်းသာခြင်းပြီးခါလေလွန်စွာငြိမ့်ချမ်းနိဗ္ဗာန်နှင့်စခန့်သင့်အောင်မန်လင်းရည်ရောကောင်းစွာဟောတော်မူအပ်ပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကုတံသောတရားတော်မြတ်သည်တန်ဒိဋ္ဌိကိုဟောပြသလောက်ကျင်တိုင်းပေါက်၍မရောက်ဖို့ဒီပညာရှိသည့်မြတ်အရိယာသူတော်စွာတို့သူတကားပြောယုံကြည်သောကြောင့်သဘောကျင်တတ်မစိကပဲတတ်အထင်ထင်ကိုယ်တိုင်လည်းသိမြင်ထိုက်ပါပေ၏ဓမ္မောသောတာပတ္တိစသည်စင့်တက်လေးချက်အပြမတ်တရားသည်အာဂါလီကော9ရက်9ရက်စသည်တက်၍ငတ်လျက်ရှည်ဝေးအကျုပ်ပေးရာအခါမငဲ့အချမ်းမဲ့ဖို့အကျိုးကိုလည်းပေးတော်မူတတ်ပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကုတံသောတရားတော်မြတ်သည်ဧဟိပတ္တိကောဝေဟာတထွန်းယုဂံစွန်း၌လာဝွန်အလပဒမြတပွဲစင်ကြယ်ထင်ရှားရှိသည်များကြောင့်အာရရွှင်လန်းလိုက်ခဲစံပါရှုစံပါဟုတန်သာချိုမြဖိတ်ခေါ်ပြဖို့မုတ်ချာဧကံအမှန်သင့်လျောထိုက်တော်မူပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကုတံသောတရားတော်မြတ်သည်ဩပန္နေယီကောမိမိစိတ်တွင်တကြိမ်ထင်ကလေးခွင်အဘဲ့ဝိမိကွယ်သဖြင့်ကိုယ်ဝယ်ဝတ်နောင်ဆံအုပ်ရှောင်းကိုမိလောင်သောညမငြိမ်အဘဲတရားမြတ်ရှင်စိတ်ဆွဲထင်အောင်ကျင့်ဆောင်ခြင်းငါထိုက်တော်မူပါပေ၏ဓမ္မောမဘုနိဗ္ဗာန်ကုတံသောတရားတော်မြတ်သည်ဝိညုဟိပုထုဇဉ်နှင့်မတန်သင့်စွာလေးသစ္စာကိုကောင်းစွာမြင်သည့်ပညာရှိအပေါင်းအရိယသူတော်ကောင်းတို့သည်ပိစဒံဝေဒီတဘောကိုစီကိုငါလိုတိုင်းရ၍နိဗ္ဗာနတ္တသမာပဖြင့်မပြတ်သည့်ပိုင်ခံစားနိုင်ပါပေ၏အိစေဝံသာဟိဂုဏေဟိပကတံဇိနပူဇိတံတံပတ္တိဒါယကံဓမ္မဝန္ဒာမိတိဟိတာဒရံအိစေဝံသာဟိဂုဏေဟိဤသွက်ခာတတဆလာတိ6ပြာသောဂုဏ်တော်တို့ဖြင့်ပါကတံဒိဋ္ဌိတို့ပေါင်းလွန်မြတ်မြောင်သည့်ဟန်ဆောင်တရားအစာစာထမမဆွင့်ဆွင့်ဂုံရည်တင့်၍ကြီးမြင့်ထင်ရှားပိထသောဇိနာပူဇီတံကိုတိုင်တိညာကိုတရားလေငါးပါးမနေမာရစိန်ပင်ကျိန်ကျိန်လေးမြတ်မိဝဲပူဇော်တော်မူအပ်ထသောတံပတ္တိဒါယကံကျင့်ကြံလိုက်နာဝိနည်းအားလူရွာနတ္တနိဗ္ဗာန်အဋ္ဌိတံပတ္တိကိုမိမိရာရာပေးစွမ်းနိုင်ထသောဓမ္မမဘုနိဗ္ဗာန်ဓမ္မခံဟုစေတံသောတရားတော်မြတ်ကိုတိဟိလက်အိုအင်ဇလီနှုတ်တန်ချီ၍
ရွှင်ကြည်မနောသုံးပါးသောဓဝရတို့ဖြင့်တာတရံလေးမြဲကြီးညို့ယိုသေးခြင်းရှိသည်ဖြစ်၍ဝန္ဒာမီစိတ်ပြေဥဒံဂုံတော်မလျံချီးမွမ်းသောမနာပနာညိုကျိုးလက်ဆုံးမှု၍ရှေခိုးကတော့ပါ၏ဖယား